สวัสดีครับอารมณ์เป็นมิงกลาบาสยาดินีตารุโคนอเทสโรอาคารนับสักโกไทม์กรามาปัตตันคุพิเดหวังว่าสุดในจองเลกุสยาทับบิโดตินจับปีมาเทปาร์หวังว่าสุดในชโลกะโยเลนเดเอาไปเนาะชโลฮอวอางอหวังวออาวาไม่เอกว่าหวังว่าสุดในชโลโยเลนเดเอาไปเนาะหวังว่าพวกเขาสุดในชโลตูโดเอาไปเนาะตูโดกาเอาไปเนาะ sorry โอเคพวกเขาตูโดกาจับสุราชาโรอคูกริยาวัตถุบีဟုတ်ပြီနော်มาสุราชาโรလာတဲ့ဗဟုတ်ပြီနော်พวกเขาจับมาตูโดလာမယ်လို့ဘာဖြစ်လဲညှော်လင့်တယ်ဟုတ်ပြီနော်ဝမ်ဝါဆိုတာชาโรညှော်လင့်တာကိုပြောတာအဲဆိုရင်ชาโรဝမ်ဝါကိုชาโรဘာမှထားတာလဲชาโรအရှိမစလုံးနေရဲ့စာကြောင်းရဲ့အရှိမစကားပြောလို့စင်တဲ့ชาโรအရှိမပဲသုံးတယ်နော်နောက်မှမသုံးဘူးနော်ဝမ်ဝါหวังว่าพรุ่งนี้ဒါကြတော့ဆရာတို့အချိန်ပြောတာพรุ่งนี้อากาศจะดีဟုတ်ပြီနော်พรุ่งนี้อากาศจะดีဒါကြတော့ဆရာတို့ဘာတူပြီဟုတ်ပြီနော်ဒါကြတော့ဆရာတို့ဘာဟုတ်ပြီနော်အဲဆိုရင်ဆရာတို့หวังว่าพรุ่งนี้อากาศจะดีမနေ့ပြန်ရာဒီဥတုကောင်းမယ်လို့ဘာဖြစ်လဲညှော်လင့်တယ်ဟုတ်ပြီနော်နောက်တစ်ခုကဆရာတို့ကหวังว่าဟုတ်ပြီနော်ฉันจะဆိုတာဆရာတို့ဘာတူပြီပြီးတာနဲ့ဆရာတို့ထုဗဟုတ်ပြီနော်ဟွိုင်ဆိုတာဆရာတို့ထုဟွိုင်ဆိုတာဆရာတို့ထီပေါက်တာပြောတာနော်หวังว่าฉันจะထုဟွိုင်ဆိုရင်ထီပေါက်မယ်လို့ဘာဖြစ်လဲညှော်လင့်တယ်ဟုတ်ပြီနော်နောက်တစ်ခုကဆရာတို့เราဆိုတာဆရာတို့ငါတို့ဟုတ်ပြီနော်จะวัตถุบีနော်เราจะได้ဆိုတာဗဟုတ်ပြီနော်เจอกันอีกဟုတ်ပြီနော်เราจะได้เจอกันอีกหวังว่าเราจะได้เจอกันเองงาโดနောက်မှာတွေ့မယ်လို့ဘာဖြစ်လဲညှော်လင့်တယ်ဟုတ်ပြီနော်หวังว่าเราจะได้เจอกันอีกနောက်တစ်ခုကကျတော့หวังว่าพวกเขาจะวัตถุบีဟုတ်ပြီနော်พวกเขาจะชอบว่าที่นี่ဒီနေရာမှာဒါကြတော့ကျတော့ proposition ပေါ့နော် propositionโอเคหวังว่าพวกเขาจะชอบที่นี่ตูโดတွေဒီနေရာကြိုက်မယ်ဆိုတာညှော်လင့်တယ်ဟုတ်ပြီနော်หวังว่าพวกเขาจะชอบที่นี่แล้วก็จะหวังว่าฝนမိုးရွာတာပြောတာเนาะฝนจะไม่ตกฝนจะไม่ตกဆိုတာမရွာဘူးหวังว่าဆိုတာကျတော့ညှော်လင့်တယ်ฝนจะไม่ตกဆိုတာမိုးမရွာဘူးလို့ဘာဖြစ်လဲညှော်လင့်တယ်ဟုတ်ပြီနော်နောက်တစ်ခုကကျတော့หวังว่ารถဆိုတာကျတော့การถจะไม่ติดဆိုတာကားမပိတ်ဘူးဟုတ်ပြီနော်หวังว่ารถจะไม่ติดကားမပိတ်ဘူးဆိုတာဘာဖြစ်လဲညှော်လင့်တယ်ဟုတ်ပြီနော်အဲဆိုချာနဲ့တူတစ်ခေါက်ပြောကြည့်အောင်หวังว่าဆိုတဲ့အဓိပ္ပာယ်ကဘာတော့ညှော်လင့်တယ်หวังว่าพวกเขาจะมาသူတို့လာမယ်လို့ဘာဖြစ်လဲညှော်လင့်တယ်หวังว่าพรุ่งนี้อากาศจะดีမနေ့ပြန်ရာသီဥတုကောင်းမယ်လို့ဘာဖြစ်လဲညှော်လင့်တယ်หวังว่าฉันจะถูกหวยที่เป้าမယ်လို့ဘာဖြစ်လဲညှော်လင့်တယ်ငါที่เป้าမယ်လို့ညှော်လင့်တယ်หวังว่าเราจะได้เจอกันอีกငါတို့နောက်မှာတွေ့မယ်လို့ညှော်လင့်တယ်ဟုတ်ပြီနော်หวังว่าพวกเขาจะชอบที่นี่သူတို့တွေဒီနေရာကြိုက်မယ်ဆိုတာညှော်လင့်တယ်หวังว่าฝนจะตกไม่ตกမိုးရွာမယ်လို့ညှော်လင့်တယ်မိုးမရွာဘူးလို့ sorry မိုးရွာမယ်လို့မဟုတ်ဘူးနော်ไม่ตกဆိုမိုးမရွာဘူးหวังว่าฝนจะไม่ตกမိုးမရွာဘူးလို့ဘာဖြစ်လဲညှော်လင့်တယ်หวังว่ารถจะไม่ติดကားမပိတ်ဘူးလို့ဘာဖြစ်လဲညှော်လင့်တယ်ဟုတ်ပြီနော်အဲ့လိုပဲဆရာတို့ကဆရာတို့หวังว่าဆိုတဲ့စလုံးကိုဆရာတို့အရှေ့မှာထားပြီးတော့ပြောကြမှာဖြစ်ပါတယ်ဆရာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကိုစိတ်နဲ့ဖြာကျမ်းမာချမ်းသာကြပါစေနောက်ထပ်ဗီဒီယိုလေးတွေကိုလည်းတင်ကြားပေးသွားမှာဖြစ်တဲ့အတွက် like and follow နဲ့ sharing လုပ်ဖို့မမေ့ပါနဲ့နော်ခอบคุณค่ะ